အဲ့ဒီဗဒအုပ်တွေကဘယ်လိုဖြစ်သွားလဲအဲ့လိုဒီမှာကွာတွားဖြစ်နေရခြေတော့ကရှူးရဲ့ကျိုးကရော့တယ်ကျွန်တော်ကရှူးကျိုးကိုခြီတာတော့မှကျွန်တော်ကဟိုဗရက်တွေအုပ်ကူမှကျွန်တော်ဒီမှာဟိုမှာအောက်ကဥစ္စာလေးတွေနင်းပြောက်ဒါခြီတာကျွန်တော်ဒီဘက်ကကျွန်တော်ကအမတ်တရအနေနဲ့ဒါကျွန်တော်တရုတ်ပြောက်ဝဲလာတာအမတ်တရအနေနဲ့ကျွန်တော်တို့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာလဲကျွန်တော်ပလောင်တွေရဲ့အနေအောင်ဒီကောင်နဲ့သွားနေတာဒီကိုလာတော့လဲကျွန်တော်ဒီဖက်နဲ့ပဲရှိလားအမတ်တရကျွန်တော်ထပ်တောင်မှာမိုးကုတ်လဲကျွန်တော်ဒီဖက်နဲ့ပဲသွားအောင်ပါကျွန်တော်မှအခြားဖက်နဲ့နေရှိတယ်မရှိဘူးဒီဖက်နဲ့ပဲရှိမှာအဲ့တော့မှကျိုးတွေတင်းလို့ဒီမှာကျိုးလာတင်းတာဟောဒီမှာလက်နဲ့မကင်နေလေဗျခင်ဗျာဟိုဇစ်ပြုတ်လိုက်ကောင်းလားဗျာပါလေဒီမှာရဲဘော်တဲ့ရဲဘော်တဲ့ဇင်မရောက်စာကလေးတဲ့မိုးကျိုးစစ်ကြောင်းတဲ့ဒီမှာ MDYPD ရတဲ့ဒီမှာတို့ဒါရကျွန်တော်တို့ကထားလို့မရဘူးပြည်သူနဲ့မတည့်တဲ့နေရာအမြင်မတည့်တဲ့နေရာလမ်းမကြီးရဲ့ဘေးဒါတွေကိုကျွန်တော်တို့ကအောက်ကဗပုံးနဲ့ကုတ်ပြီးဖြိုးရမှာဗျာထားလို့မရအောင်တော့ဒါတွေကကျွန်တော်တမိုင်းဆိုးတွေကိုကျွန်တော်နောက်လူလက်ဆင့်ကမ်းလို့မရဘူးဒီမှာဖက်နဲ့လာရှိတာထပ်လာလိမ့်မယ်အဲ့ပုံစံလေးအကုန်ဖြိုးမှာတော့ထားလို့မရဘူးဒါတွေ